我现在嘞，energy 高么，多数是喏，ကိုယ့်ရဲ့စိတ်ကိုကပြန်ပြီးခါကြတော့ကြည့်ဖို့ရအတွက်လိုအပ်တယ်ပေါ့။我今天တော်များဘာလဲဆိုလို့ရှိရင်တစ်ခါတလေမှာသူများအတွက်ကိုအရန်စဉ်းစားပေးတဲ့ကြတယ်သူများအတွက်ဆိုကောင်းတာတွေဖြစ်ချင်ကြတယ်ပေါ့။ဒါပေမဲ့ကိုယ့်အတွက်ကိုကြတော့ကိုယ့်ရဲ့စိတ်ကိုတစ်ခါတလေမှာပြန်ပြီးခါကြတော့မကြည့်ပြဘူးကိုယ့်ရဲ့အသွေးတွေကဘယ်အထိရောက်နေကိုယ့်ရဲ့စိတ်တွေကဘယ်အထိလွန့်ပြတ်နေလဲဆိုတာကိုမကြည့်မိဘူးပေါ့။အဲ့တော့ကြတော့ဘလို့အခြေအနေမျိုးမှာဆိုလို့ရှိရင်ပို့ပြီးတော့ဖြစ်လဲဆိုလို့ရှိရင်我ချင်းတို့တွေတစ်ခါတလေမှာဆိုလို့ရှိရင်ကိုကလှုပ်တိုင်းမဖြစ်လာဘူးပေါ့။လှုပ်တိုင်းမဖြစ်လာဘူးကိုကရလက်တွေမရလာတဲ့အချိန်မှာဆိုလို့ရှိရင်တိမ်နေတယ်တခြားသူတွေနဲ့တွားပြီးခါကြောင့်နှိုင်းရှင်ဖြစ်တယ်ပေါ့ဒီလိုမျိုးနှိုင်းရှင်လေကိုယ့်ရဲ့အားနည်းချက်တွေကိုပဲမြင်ပြီးခါကြတော့ကိုကစိတ်တက်တွေကြလေကိုလုံနေပေမဲ့အလုပ်တွေကမထီရောက်လေဖြစ်တယ်ပေါ့အဲ့တော့ကြတော့ဒီလိုမျိုးအခြေအနေမျိုးမှာဆိုလို့ရှိရင်ဘာလဲဆိုအော်ချင်းတို့တွေကိုကကောင်းတာလို့ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကောင်းမွန်တဲ့အတွေးတွေတွေးရမယ်ဆိုတဲ့အရာကိုတော်များများသိထားကြတယ်ပေါ့ဒီလိုအခြေအနေမှာကိုတွေးနေတဲ့အတွေးတွေကကိုကြာရှုံးစေတဲ့အတွေးတွေပဲတွေးနေကြတယ်ကိုကောင်းမွန်စေတဲ့အတွေးတွေမဟုတ်ဘူးငါမတော်ပါဘူးငါမရဘူးငါသူများနဲ့ဆိုလို့ရှိရင်ဘလို့ငါလုံးလိုက်တိုင်းအစမပြေဘူးစသဖြင့်ပေါ့နော်ဒီလိုမျိုးတွေတွေးနေကြအဲ့ဒီအတွေးတွေကကိုယ့်ရဲ့ energy ကိုကျစေတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီလိုမျိုးတွေဖြစ်လာပြီးဆိုလို့ရှိရင်အော်ချင်းတို့တွေခဏလေးကိုယ့်ရဲ့အတွေးကိုခဏလေးရက်လိုက် okay ဟုတ်ပြီဒါဆိုလို့ရှိရင်ငါဘာတွေတွေးနေလဲကိုယ့်ရဲ့ခံစားချက်အပြင်ကအတန်တက်ကိုယ့်ရင်ထဲကနေပြီးတော့ကိုပြောနေတဲ့အတန်မြင်ကိုကနေပြီးကကြနေအသုံးမကျဘူးမဖြစ်ဘူးဒီလိုမျိုးအချိန်လေးဆိုတော့ညအမြဲတမ်းဒီလိုမျိုးပဲဖြစ်တယ်စားသဖြင့်ပေါ့နော်ဒီလိုမျိုးကိုဗလိန်နေတဲ့အတန်တွေကိုယ့်ရင်ဘက်ထဲမှာရှိနေလားကိုအားပေးနေတဲ့အတန်တွေကိုယ့်ရင်ဘက်ထဲမှာရှိနေလားစားသဒီလိုမျိုးကိုယ့်အတန်ကိုပြန်ပြီးကကြတော့နားထောင်ဖို့အတွက်လိုအပ်ဒီလိုနားထောင်ဖို့အတွက်ဆိုလို့ရှိရင်လည်းအရှင်တို့ရဲ့အတွေးတွေခံစားချက်တွေကိုခဏလေး pass လုပ်ပြီးခါကျကိုအချိန်လေးအနည်းဆုံး9မိနစ်10မိနစ်ဒါမှမဟုတ်ရှင်15မိနစ်ဒီလိုမျိုးလေးအချိန်ပေးပြီးခါကျတော့ကိုယ့်ရဲ့စိတ်ကလေးကိုပြန်ပြီးခါကျတော့ကြည့်တတ်ပါတယ်ဒီအချိန်မှာဆိုလို့ရှိရင်အချင်းတို့တနေ့တာအတွက်ကိုတွေးနေတဲ့အတွေးတွေကိုတတိထားမိလာလိမ့်မယ်ကိုတွေကဘလို့တွေးနေလဲကိုတွေပုံမှန်ဆိုလို့ရှိရင်ကိုစိတ်ကိုမကြည့်တဲ့အခါမှာဆိုလို့ရှိရင်ကိုဒီလိုမျိုးမကောင်းတဲ့အတွေးတွေပေါ့ထားပါတော့ကိုတိမ်ငယ်တဲ့အတွေးတွေတွေးနေရဒီအတွေးတွေနဲ့ပဲထက်ခါဒီအတွေးတွေတွေးပြီးတော့ပဲနေ့စဉ်အလုပ်တွေလုပ်နေတဲ့အချိန်ကိုယုံကြည်မှုတွေမရှိလာဘူးကိုပြောမယ်ဆိုရှင်အောင်မြင်မှုမရနိုင်ဘူးဆိုတဲ့နေပယ်ထဲမှာပဲနေရာထဲမှာပဲနေပြီးခါကြတော့ကိုပြန်ပြီးခါကြတော့ဆွဲချနေတာဖြစ်တယ်ပေါ့ဒါကြောင့်မလို့ကိုယ့်ရဲ့စိတ်ကလေးကိုအရင်ဦးဆုံးတေချာလေးကြည့်ပြီး okay ကိုယ့်အတွက်ကိုဘာတွေတွေးနေလဲကိုယ့်အတွက်ကိုကောင်းတာကိုဘာတွေတွေးနေလဲသူများနဲ့နှိုင်းရှင်မိလားကို judgment လုပ်နေစသဖြင့်ဒီလိုမျိုးတွေကိုပြန်ပြီးခါကြတော့ကြည့်ဖို့အတွက်လိုအပ်တယ်ဒီလိုမျိုးကြည့်လိုက်တယ်ဆိုလို့ရှိရင်ကိုယ့်အတွက်ကောင်းမွန်တဲ့အရာတွေကိုကိုကပို့ပြီးခါကြတော့စဉ်းစားလာမိမယ်ကိုမကောင်းတဲ့အတွေ့တွေးနေရဆိုရှင်ဒီနေရာမှာဖြတ်ချပြီးတော့ကောင်းမွန်တဲ့အတွေ့တွေတွေးပြီးခါကြတော့ရှေ့ဆက်လိုက်နေပါစေလို့ဆုတောင်းပေး